ကျွန်တော်ဒီနေ့ကင်မရာလေးဆမ်းမယ်ပေါ့နော်ဆမ်းမယ်ဆိုပြီးတော့ဒီနေ့ရာသီဥတုတာရတာနဲ့ညနေပိုင်းဒီဘက်ပန်းညံပါဖို့လမ်းလျှောက်ပြီးတော့ထွက်လာတာပေါ့နော်ထွက်လာတော့ဒီပန်းညံအကျော်မှာကစားကွင်းတို့နေရာမျိုး space အကျယ်ကြီးနဲ့နေရာတစ်ခုရှိရပေါ့နော်အဲ့နေရာရောက်တော့ဟိုမှာကလေးတွေအများကြီးဆော့နေကြတာဒီရှိကကလေးလေးဆိုရင်သူ့အဖေလို့အကိုလာတော့မသိဘူးနော်လိုက်ပြီးတော့စပိန်စီတင်ပေးတာပေါ့ဒါပေမဲ့ scale ကလေးလေးတာဆိုအရန်ချွတ်တယ်ပေါ့နော်ဟိုမြင်နေရကလေးလေး2ယောက်လောက် BMX ကိုစီးနေတာလုံးဝ process နဲ့ပေါ့နော်ကျွတ်ဆိုလုံးဝကျွတ်စိန်စီးနေတာပေါ့နော်ဆိုတော့ဟိုဘက်မှာဆိုလည်းကောင်းလေးတွေအဲ့လိုskate စီးနေတဲ့အဖွဲ့တွေရှိတယ်နော်ဟိုဘက်မှာကအဲ့လိုပဲစကြော်တက်ရွယ်ကောင်းလေးတွေbasketball ပုတ်နေရရှိတယ်ပေါ့နော်ဒီဘက်ကခြံခတ်ထားတာတော့ဟို stand ဆော့တယ်လို့ခေါ်တာကျွန်တော်အဲ့ဒါသိချင်မလို့ BMX Spain ကို stand ဆော့တာတော့ skate ကိုအဲ့လို stand ဆော့တာတော့အဲ့ဒါလေဒီမိဘကြီးကိုယ်တိုင်က light train ပေးနေတာပေါ့နော်အကလေးလေးတွေကိုဆိုတော့အရင်မိုက်တယ်ပေါ့ဒါလုံးဝသူတို့ရဲ့ Sunday ဆိုရင်အပြည့်အဝကျော်ရတဲ့ပုံစံမျိုးပေါ့နော်ဆောင်းရမိုက်ပါတယ်လူကြီးကြီးရယ်ဆိုတော့အဲ့လိုလူငယ်ပိုင်းလေးတွေနောက်ကလေးပေါက်စီတွေစီရများတယ်ပေါ့နော်ကလေးလေးတွေဆိုချစ်စရာလေးလူလေးတွေကတိတိလေးတွေနဲ့လုံးဝ skate တွေလမ်းထွက်နေရကမ်းစဒီဘက်ကဘန်းချန်ပေါ့နော်ဒီမှာဆိုရင်ဒီကောင်လိန်မော်တီအတီးနေတယ်သိလားဒီမှာဆိုလိန်မော်တီအတီးဒါပေမဲ့ဒီမှာလိန်မော်တီအတီးတယ်သူတို့ကအလှကြည့်ကြတာစားကြမဟုတ်ဘူးတဲ့ဘယ်သူမှလည်းခုမစားဘူးခုဆိုင်တော့စိတ်ဆိုးတယ်လို့ပြောရပဲထူးဆန်းနော်ဆိုနေတဲ့နည်းနည်းဝင်ကားသားဖြစ်နေဆိုတော့ကျွန်တော်ပန်းချန်ဘက်ကိုလမ်းပြန်ရှောက်မှဖြစ်ပါတယ်ပြီးတော့ဒီနေ့ကဒီကင်မရာဘူးလေးကခုနလေးမှရောက်လာပါတော့ခုအပြင်သွားရင်ကျတော့သူ့ original ကင်မရာဘူးじゃနည်းနည်း site ကြီးနေတော့ထည့်ရအဆင်မပြေဘူးပေါ့နော်နည်းနည်းတည်ရတာတည်းမဟုတ်ဘူးဒီကောင်ကျတော့ရှင်းရှင်းပြပြလေးဆိုဘောင်းမီထဲထည့်လိုက်လို့လည်းရတယ်လုံးဝ portable ဖြစ်တယ်ဆိုတော့ရောက်ချင်းဒီကောင်လေးထည့်ပြီးတော့ဒီဘက်ကလမ်းလျှောက်ထွက်လာဖြစ်ပါတယ်ဆိုတော့ဘယ်ညဘက်လျှောက်ပါဦးကြည့်ပါဦးတို့ရ public space ကိုတော့လုံးဝအဲ့လို relax လုပ်ဖို့နေရာအကျယ်ကြီးပေးထားတာပေါ့နော်တကယ်ကိုအကျယ်ကြီးပဲဆိုတော့ဟိုဘက်မှာဆိုရင်ကျွန်တော်ဒီလမ်းညိုးတက်တဲ့မှာဆိုရင်ဟိုရှိပေါ့နော် supermarket တွေရှိတယ်Uniqlo တို့ GU တို့ရုပ်ရှင်ရုံတွေလည်းရှိတယ်ပေါ့နော် Starbucks KFC အကုန်ရှိတယ်တော့ထင်တယ်ပေါ့နော်ကျွန်တော်လည်းခဏတော့ရောက်ပါတယ်ဒီကင်မရာလည်းဝယ်တယ်ဒီကင်မရာဝယ်တဲ့ဆိုင်လည်းအဘက်ကတော့ပေါ့နော်ဆိုတော့ public space တွေမှာဆိုရင်ဒီအကြီးတို့ဟမန်ခီတွေလည်းနေရာရှိပါဘူးဒါလေးတွေဆေးလေးပုံမှန်ပါဘာလို့ညနေပိုင်းဆိုရင်တက်လမ်းလျှောက်တဲ့လူရှိရဗျာခွေးကင်ပြီးတော့ခွေးကြောင်နဲ့လမ်းလျှောက်တဲ့လူရှိရဗျာအခုနဆိုရင်အရှိကခွေးကင်ပြီးလမ်းလျှောက်တဲ့အဖွဲကခွေးတွေနေဟိုဘက်ကတခြားအဖွဲကခွေးတွေနေလမ်းမှာရမ်းဆောင်နေတာပေါ့နော်စူးညံနေဒီကောင်ဆိုရင်သူကမြက်ခင်းအခြေပေးထားပြီးတော့ဟိုချက်တောင်ရိုက်တဲ့လူတို့ဘောလုံးကန်တဲ့လူတို့အဲ့တော့သူရှိမှာပါလေ baseball ရိုက်တဲ့လူတို့အများကြီးပဲဆော့နေကြတော့ကလေးဟိုဘက်မှာမြင်ရတဲ့နေရာကျွန်တော်ပြီးဆက်လျှောက်သွားမှာအဲ့ဘက်မှာဆိုကလေးတေးလေးဆော့ရကစားခွင့်ရှိအောင်နော်လောဆယ်တော့ဒီဟိုလမ်းလျှောက်လိုက်အောင်ဒီနေ့ရာသီဥတုရတော့ဆန်းဆက်ကလည်းလာ
ရှေ့မှာဆိုရှေ့မှာရေကန်ကြီးရှိတယ်ရေကန်ကြီးတော်တော်လာတယ်လုံးဝ space ကအကျယ်ကြီးပဲနောက်ဒီဘက်ကအမြင်နေရဆိုရင်ဒီကောင်ပေါ့နော်ဒီကောင်ကြီးကစာကြည့်တိုက်ကြီးလို့ပြောရပေါ့နော်ကျွန်တော်တို့တစ်ခါမရဘူးသေးပါဟုတ်တယ်ခွေးရဆိုတယ်ဆောင်းရမ်းသေးကြီးရခွေးတွေမွေးကြအမျိုးမျိုးပဲမြင်ဘူးတဲ့ style နဲ့ပါမနှကောင်တွေတေးတက်နေဒီရှာရေကန်ကြီးပေါ့နော်တော်တော်လာရေကန်ထဲမှာရေဘဲတွေလာပါလားမသိရှိရကောင်းတယ်တော်တော်ရေကန်ဘက်ကိုရင်ရှောက်ကျွန်တော်ဒီအချိန်ကိုကြည့်ကြည့်လို့လာပါတော့ကွတီးပဲဒီနေ့ကတော့စင်ပြီးတော့မိုးလည်းမရောမနေ့ကလည်းမိုးရောမနေ့ကလည်းမိုးရောဒီနေ့ကတော့မိုးမချောဘူးဆိုတော့စင်ပြီးတော့လောဆယ်ကျွန်တော်အတန်သွင်းနေရတော့မိုက်မပါဘူးနော်မိုက်ကစကားမပြောဘူးဆိုပြီးမိုက်ယူမှာဒီတိုင်းပဲလောဆယ်ပြောအဆင်ပြေလားမပြေလားဒီမှာပြန်လာထားကြည့်ရအောင်ဒီက vlog ရိုက်ဖို့ပဲဆိုပြီးတော့အဲ့လိုစေကူးချီလို့ထွက်လာတာမျိုးတော့ကျုံအောင်ရှောက်ရိုက်ကြည့်ဦးမယ်ဆိုပြီးတော့ကင်မရာဝယ်ပြီးတယ်မားတာရဲ့ຢာသီးတွေမကောင်းနိုင်အဲ့နဲ့ဘယ်မှမတော့ကြည့်ဘူးဆိုတာဒီနေ့ညနေတော့ရိုက်ကြည့်ဦးမယ်ဆိုထွက်လာနေတယ်ရိုက်တော့ရှေ့ကနေအောင်ထိုးနေပြီးတော့အဲ့လိုရေပဲလေးတွေလာအများကြီးတော့ရှိတယ်ဟုတ်ကဲ့ခုနကဆိုဒီညမှာအတွဲတွေအများကြီးပဲဂျပန်ကောင်းလေးကောင်းမလေးထိုင်နေတယ်ဘိုးတော့ရှိရပေါ်မှာတော့အဲ့လိုဟိုကအပေါ်မှာကလေးတွေကိုတချင်းဆိုပြနေအဆိုးတော်ပုံစံမျိုးထင်တယ်အဆိုးတော်လည်းပါလာတယ်ကျွန်တော်ဂျပန်ဆိုရင်မသိဘူးတယောက်ကကလေးတွေကိုတချင်းတွေဆိုပြနေအခုပေါ်နေရပါတော့ပေါ်နေတယ်ရေပဲကျွန်တော်ရေပဲလိုက်ရေချက်မှာခေါ်တာနည်းနည်းလေးတော့မောင်ကျင်းလာပြီပေါ့နော်ခုနကျွန်တော်လာတဲ့ထုံးကတော့ဒီထက်ပိုလေအကောင်လေးပြောပြပါဘောပဲပြတ်တယ်